မိုးရွာပြီးစားညတညမှာအောင်ဆိုတဲ့လူငယ်တယောက်ဟာရွာကနေမြို့ကိုဆိုင်ကယ်နဲ့ပြန်လာနေတယ်အချိန်ကည7 နာရီကျော်နေပြီလမ်းတစ်လျှောက်လုံးမှောင်မိုက်ပြီးတောအုပ်ကြီးကတိတ်ဆိတ်လွန်နေတယ်အောင်ကနားချက်တက်ပြီးတချင်းနားထောင်ရင်မောင်းလာတော့ရုတ်တရက်လမ်းဘေးမှာမီးအိမ်ကြီးတစ်လုံးကင်ထားတဲ့အဖိုးအိုတယောက်ကိုတွေ့လိုက်တယ်အဖိုးအိုကမျက်နှာမမြင်ရတော့အောင်ခေါင်းငုံထားပြီးတာကြီးရွာထိလိုက်ပို့ပေးပါလို့တူတူလေးပြောတယ်အောင်ကတနာပြီးတပအဖိုးလို့ပြောလိုက်တယ်အဖိုးတက်လာတဲ့အချိန်မှာဆိုင်ကနောက်ခုံကထူးဆန်းစွာအရန်လီးသွားတယ်အောင်စိတ်ထဲမတက်တာဖြစ်ပြီးမဲ့စက်မောင်းလာခဲ့တယ်ခဏကြာတော့နောက်ကြည့်မှန်းထဲမှာအဖိုးအိုကိုကြည့်လိုက်တယ်ဒါပေမဲ့နောက်ခုံမှာဘသူမှမရှိတော့ဘူးအောင်အေးခဲသွားတယ်ဒါပေမဲ့နားထဲမှာတော့ရှိကူပဲမောင်းနောက်မကြည့်နဲ့ဆိုတဲ့အတန်ကြီးထကြလာတယ်အောင်လန့်ပြီးအရှိန်တင်းမောင်းတော့တယ်အဲ့ဒီအချိန်ဆိုင်ကရှိလမ်းမအလင်းမှာမီးအိမ်ကြီးကင်ထားတဲ့မိန်းမတစ်ယောက်ရက်နေတယ်မျက်နှာကစပင်ရှိကြီးနဲ့ဖုံးထားပြီးတဖြည်းဖြည်းခေါင်းမော်လာတယ်မျက်လုံးနှလုံးကနီးရေးနေပြီပါးစပ်ကနေသွေးတွေစီးကြလာတယ်ငါအဖေကိုဘာလို့ချထားခဲ့တာလဲအောင်ကြောက်လန့်ပြီးဘရိတ်ဆွဲလိုက်တဲ့အချိန်ဝိုးဆိုင်ကလမ်းပြီးတစ်ပင်ကိုတိုင်ပြီးသွားတယ်နောက်နေမနဲ့ရွာသားတွေအောင်ကိုလမ်းပြီးမှမေးလျော်နေတဲ့အချိန်နဲ့တွေ့ခဲ့ကြတယ်ဒါပေမဲ့ထူးဆန်းတာကအောင်ရဲ့ဆိုင်ကနှုတ်ခုံမှာမီးအိမ်ကြီးအဟောင်းပလုံးတင်ထားခဲ့တယ်အဲ့ဒီတိုးလန်ကိုဖျက်တဲ့သူတိုင်းလေည7 နာရီကျော်ရင်မီးအိမ်ကြီးကင်ထားတဲ့အဖိုးအိုတယောက်ကိုအခုထိတွေ့နေကြတော့မင်း